ကဲဘလို့လဲဒီလိုမျိုးအမွေးတဖွားဖွားနဲ့လူမျိုးရုပ်ပြက်စင်းပြက်ဖြစ်နေတာစီလို့ကောင်းလားလူမျိုးဖြစ်ချင်ကြလားလူမျိုးရုပ်ပြက်စင်းပြက်အမွေးတွေအများကြီးပြန်ထွက်ပြီးဒီမှာကြည့်ဦးအတူလေးတွေမှာအများကြီးဒီမှာကြည့်ဦးဒီလိုမျိုးဟိုမမီဒီမမီဆွဲလို့မရစီလို့မရနဲ့ဒါဘယ်လိုလုပ်ပြီးပြင်ထွက်လို့လှမလဲဒီလိုမျိုးပုံစံနဲ့လူမျိုးဖြစ်နေတော့သူများကပြောမှာပေါ့ဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်ချင်မှဒါကိုတော့မဖြစ်ချင်မသုံးနဲ့ဒါကိုသုံးလို့ရှိရင်ဒီတိုင်းဖြစ်သွားမှာမသိလိုက်ခင်မှာပဲပေါက်လာပြီးတော့ဖြစ်လာတဲ့အမွေးတွေနဲ့ကြောက်စရာကြီးကြည့်အောင်အဲ့မယ်ဒီမှာကြည့်အောင်အများကြီးပဲအဲ့လိုမျိုးဖြစ်ချင်လားဘလို့လှမလဲအဲ့လိုဖြစ်နေလို့ရှင်ဘလို့အဆင်ပြေမလဲကဲဟဲခွင်းရတော့မဟုတ်တော့ဘူးနော်ဟဲခွင်းရတော့ဒီလောက်ချီကြတာမဟုတ်တော့ဘူးရမ်းများသွားပြီမကြိုက်ဘူးဒီလိုမျိုးဖြစ်နေတာမကြိုက်ဘူးသပင်ကတက်ရက်မရှိတော့ဘူးသပင်ကဟိုမမီဒီမမီနဲ့စီးတယ်ဆိုတော့အစ်စ်တွေအများကြီးပေါက်လာတော့ဟိုမမီဒီမမီဖြစ်ပြီးတော့ဒီမှာကျိုးအများကြီးဖြစ်နေတာအဲ့ဘလို့လှမလဲကဲဒါကိုဒီလိုမျိုးဖြစ်ချင်မှာတုံးဒီလိုမျိုးမဖြစ်ဘဲနဲ့ဒီလိုမျိုးဒါကိုမကြိုက်ရင်မတုံးနဲ့နော်မတော့မကြိုက်ဘူးဒီမှာဒီလိုမျိုးအများကြီးထွက်လာပြီးတော့ဒီမှာဟိုမမီဒီမမီဖြစ်ပြီးရုပ်ပြက်စင်းပြက်ဖြစ်နေတော့ဘယ်လိုပြင်ထွက်ရလှမလဲလို့မကြိုက်ဘူးဒါကိုဒီလိုမျိုးအများကြီးအစ်စ်တွေပေါက်လာလို့မကြိုက်ဘူး